Sakura School မှာပတ်စံအများကြီးအောင်ဘယ်လိုရှာမလဲပတ်စံအများကြီးအောင်လုပ်တဲ့နည်းပေါ့နော်ပတ်စံရှိတဲ့နေရာလေးတွေကိုလိုက်ပြပေးမှာဖြစ်ပါတယ် Okay let's go အခုကတော့ game နဲ့ရောက်ပြီပေါ့နော် game နဲ့ရောက်ပြီဆိုတာနဲ့ပတ်စံအရင်ဆုံးရှိတဲ့နေရာကိုယ့်အိမ်ထဲမှာပေါ့နော်ကိုယ့်အိမ်ထဲဝင်လိုက်ပါဒီမှာကိုအိတ်တဲ့အခန်းရှိရဆိုရင်ဒီဘက်ဘေးရအခန်းရဲ့မန်တင်ကုန်းမှာပတ်စံ1000ရှိပါတယ်ရွမ်1000ပေါ့နော်ကဲအမှ1000ရပါပြီအဲ့ဒါပြီးရင်ဒီအိမ်ရှိရယောက်ျားလေးအိမ်ကိုတွားလိုက်ပါဒီမှာယောက်ျားလေးအိမ်မှာဒီအိမ်တကားလေးဝင်လိုက်ဒီထဲမှာမရှိဘူးဒီဘက်မှာဒီမှာယောက်ျားလေးအိတ်တဲ့ခင်းဒီစောင်းပေါက်ပေါ်မှာပေါ့နော်ရွမ်2000ရှိပါတယ်ဆိုနာမင်္ဂလေးခုံဝန်းယူတာရွမ်1000ပြောတာနော်မှားပါလို့ sorry ကဲအဲ့ဒါပြီးနောက်တစ်နေရာကိုသွားပါမယ် let's go နောက်တစ်နေရာတော့နော်စကားရအောင်လိတ်ဖြတ်ရအောင်လိတ်ကုန်ပြီကျောင်းမှာပေါ့နော်ကျောင်းရဲ့ဒီဘက်ကိုသွားပါဒီမှာဆိုရင်ရေကူးကန်သွားတဲ့လမ်းရှိရပေါ့နော်နားနေတန်းသွားတန်းနေသွားပြီဒီမှာအဝတ်စားတော့လဲပြီးတော့မဝင်ကြတော့ပေါ့နော်ဒီတိုင်းလေးပဲဝင်လိုက်တော့ပြီးရင်ဒီနားနေပဲဒီလောက်သွားလိုက်အပြင်ဒီမှာဆိုရင်ပတ်စံ3000ရှိပါတယ်ကဲအဲ့ဒါဆိုရင်ရွမ်1000ရှိပါတယ်ပေါ့နော်ရွမ်တို့လက်ထဲမှာအဲ့ဒါလေးအကုန်ယူပြီးကိုယ့်လက်ထဲမှာရှိရဟာလေးနဲ့ဆိုရင်ပေါ့နော်ရွမ်တို့အစတော့900လားရွမ်800လားမသိဘူးရှိရပေါ့နော်ကဲအဲ့ဒါပြီးရင်နောက်တစ်နေရာကဘယ်မှာလဲဆိုတော့နောက်တစ်နေရာကိုခေါ်ပါမယ်နောက်တစ်နေရာမှာသွားခင်ဖြူစရာပစ္စည်းတစ်ခုလည်းရှိသေးရဲ့ပေါ့နော်အဲ့တော့အဲ့ပစ္စည်းကိုယူပြီးမှသွားပါမယ်အဲ့တော့အဲ့ပစ္စည်းတော့တိုက်ကြမယ် let's go ပစ္စည်းရတာတူမဟုတ်ဆိုင်ကယ်ပါဆိုင်ကယ်ရိုးဆိုင်ကယ်မဟုတ်တော့ဒီမှာဒုံးချီပြလို့ရတဲ့ဆိုင်ကယ်အားကြောင့်မလို့ယူမယ်လို့ပြောတာပေါ့နော်အခုကတော့ဒီဆိုင်ကယ်အသုံးချရမယ့်နေရာမဟုတ်သေးဘူးပေါ့နော်ကဲအဲ့တော့အဲ့နေရာပေါ့နော်အခုကဆိုင်ကယ်အသုံးချသေးဘူးနောက်ထပ်ဒီတနေရာပြီးတော့နောက်တနေရာမှာသုံးချမှာဖြစ်ပါတယ်အဲ့တော့အခုတနေရာကိုသွားပြပါမယ် okay let's go ကဲနောက်တနေရာရောက်ပါပြီအဲ့တော့ဆိုင်ကယ်ရက်လိုက်ပါမယ်ဒါတော့ပြောမယ်စကလေးလေးနှစ်ယောက်နေတဲ့အိမ်ပေါ့နော်အမှတန်းမှရှိရအခန်းထဲဝင်လိုက်မယ်ဆိုဒီလွယ်နှစ်ခုကြားထဲမှာပေါ့နော်ရွမ်1000ရှိပါတယ်ပြီးရင်ဒီဘက်ကအခန်းထဲထွက်ဝင်လာရင်တစ်ပင်ပေါ့နော်ထင်းရှူးပင်လို့ပါလို့စိုက်ထားမှနေကုန်ဘေးဟာမှာခုံလိုက်ပြီးယူလိုက်ပါအမှရွမ်1000ရှိရတော့2000နဲ့3000ရှိသွားပါပြီရွမ်2000 3000ရှိသွားပါပြီအပြင်နောက်တစ်နေရာကတော့ချရမယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာကိုသွားပါမယ် let's go သွားမယ်နော် let's go အခုကတော့နောက်တစ်နေရာရောက်ပါပြီဒီနေရာဖြစ်ပါတယ်နေရာတော့လွိုင်းသိမယ်လို့ထင်တယ်ရောတော့ဆက်တော့မသိဘူးနောက်ပိုင်းမှသိရပါဒီဆိုင်ကယ်ကိုဒီနားရက်ထားလို့မရအောင်မေးလို့ချတော့မှာဆိုတော့ဒီဆိုင်ကယ်နဲ့ပဲချရမှာကွာအဲ့တော့ကိုရဒီနားလေးမှာဆိုင်ကယ်ကိုအဲ့လိုတက် oh sorry နောက်ဆော့ရပါမယ်နောက်ဆော့ပါဆိုရှေ့ထိုးနေတာထားလိုက်ပါမယ်ပြီးရင်ဒီမှာဒီဝင်ချင်းတွေ့ရလူပေါ့နော်သွားတော့ပါဒီမှာဆိုစပါပြီရွှေနဲ့လိုက်ပြတော့မယ်ပေါ့နော်ဒါဆိုရင်တော့စင်ကအမြန်တက်ရတယ်လို့ပြက်ပါပြက်တာပြက်ပေါ့နော်ကြည့်မနေနဲ့ပြက်တာပြက်ပြသူတို့ကပြီးပြန်ရှင်းလာတယ်ပေါ့နော်အားကြောင့်အထဲမှာလူတွေ့လို့ရှိရင်ပေါ့နော်အဲ့လိုမျိုးသွားပြီးတော့မှပြန်ဝင်ပြီးမလုပ်ပါနဲ့အဲ့ဒါ
တက်ပြီးသားလူကြီးပြန်ရှင်လာဘောနော်ဒီလိုဆိုဘာလို့ဒီလိုလောက်ခိုင်းတာတော့လို့မင်းအမတို့လာပစိန်နဲ့ကောက်ပေါက်နေပြီဘော့စ်ကပစိန်နဲ့ပေါက်တာအကျွေးစီးမဟုတ်တော့အဲ့လိုကိုပြီးလည်းပြက်ပြီးရဲဘောနော်အစင်ကြီးလဲနေကြတယ်ဒီကနေပစိန်နဲ့ရိုက်တာဟေးတဲဝေးကုန်good night ဆိုရင်အဲ့ဒီကတီသွားပြီမတွေ့လားတက်လို့တီပြီးသွားရင်အောက်မှာပတ်စံနေထွက်တယ်တွေ့လားရှင်တို့အဲ့ကြောင့်မို့ရှင်တော့ဘာပြောတာပြရှင်တော့မှ2ရက်လွန်ခဲ့တဲ့2ရက်လောက်တော့မှတွေ့ရဝေးလိုက်ပြီတွေ့လားကဲအပြင်တရှင်းရဝိုင်းတော့ရပြီပေါ့ဒီမှာပတ်စံနေအများကြီးပဲလိုက်ကပါဒီတော့ထောင်ချီရရတာပေါ့နော်ရှင်တို့ပတ်စံနေအများကြီးပါပဲရုံပတ်စံနေနေရှိရတာမသိသွားရှာရှိတော့တော့အမရှိလားလို့ဒီစနေတော့အလို့ထားရတော့အော်ဒီမှာကဲအမတော့ပတ်စံနေအများကြီးရောက်သွားပါပြီလို့နော်ဒီနေ့ဗီဒီယိုကလောက်ပါပဲဒါကတော့ယွန်းတီတလောက်နေရာလေးတွေကိုပြထားတာဖြစ်ပါတယ်เนาะခြားနေရာတွေမှာရှိလို့ရှိရင်လည်းတရက်လူလေးပုံလေးဖြစ်ဖြစ်ဗီဒီယိုလေးနဲ့ဖြစ်ဖြစ်တင်ပေးပါလို့အကောင့်လေးနဲ့ဘောနော်လုပ်ပြီးတော့မှအဲ့ဒါနေရာလေးကိုပြပြပေးပါမယ်ရှင်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမုံတော်ဝေစားလေးပါမယ်